No, no, no! First place. ပုံမှန်ဆိုရင်တော့ဓာတ်ပုံရိုက်ပြီးဆိုတော့ 0.5 ပုံစံမျိုးဆွဲပြီးရိုက်တာပေါ့နော်အခန်းကိုနည်းနည်းပူကျဲပုံစံမျိုးမြင်ရအောင်လို့အခန်းစည်းကဒီမှာသူရေးထားတာကကြာတော့100မှ17သိန်းပေါ့နော်တစ်လားကိုဒါပေမဲ့သူခံလေးပြီက3သိန်း2000လောက်ရှိမယ်ဒါတော့အခုအဲ့တိုက်ရှိတဲ့နေရာကိုသွားတဲ့လမ်းပေါ့နော်သူကကားလမ်းမကြီးဘေးမှာပဲဘေးမှာတော့အဲ့ဟိုပါပေါ့ apartment ကြီးရှိတယ်စိတ်စိတ်ဆူဆူဆိုပေမဲ့လည်းသူကလောကမျိုးလေကောင်းမှာဆိုတော့တိုက်တင်နေရတော့အကုန်ဘေးပတ်ဝင်ချင်းကုန်တော့တိုက်တယ်ပဲပေါ့နော်ဒီအောက်ထပ်မှာဆိုရင်အမှကြည့်လိုက်မှဆိုဖြောင်းနေကြုံ24နိုင်ဆိုင်ရှိတယ်အောက်မှာဆိုင်ရှိတယ်ဆိုရင်တော့ပုံမှန်တော့အဆင်ပြေရပါတော့300ပြရတာပြီးတော့နောက်တစ်ခုကသူကအိမ်မှာစီးဆိုင်ရှိတယ်တယ်လီကားတဲ့ကိုဝင်တော့တယ်လီကားတဲ့မှာကတော့ basement ရယ်ပြီးတော့1လွှာ2လွှာဆိုပြီးတော့အဲ့လိုမျိုးရှိရပေါ့နော်သူကဟိုအပေါ်ထက်18လွှာအထိအကုန်လုံးတယ်လီကားတစ်ခုတည်းတုံးထားမှုပဲနဲ့တယ်လီကားကိုခွဲပေးထားတာရှိတဲ့ဘက်ကိုတက်ဟိုလောက်တယ်ပြီးတော့လူနေတဲ့ဘက်ကိုတက်တယ်လီကားတစ်ခုထပ်တုံးတယ်ပေါ့နော် privacy ရှိအောင်လို့ဒါတော့အခုနေမှခန်းထဲရောက်သွားရင်အခန်း18လွှာမှာရှိရပေါ့နော်ဒါတော့မြောက်အရက်ကိုဦးတင်နေအောင်ပေါ့သူရှူခင်းကတော့အနောက်ဘက်မှာတိုက်တင်နေအကုန်ပိတ်နေမြို့လေခေါင်းမှာဆိုတော့အဲ့ချိန်ကျတော့အထဲထဲကိုလည်းနေအောင်ကြီးရောတိတ်မုံဘူးပေါ့နော်အခန်းတော့တော်တော်တန်းနေဒါပေမဲ့မြောက်ဖက်အခန်းဆိုတော့ဒါကသူကလေကလည်းပုံမှန်အဲ့ဒီဘုတ်ချွန်းလို့ခေါ်တယ်သူကအဲ့လိုထက်ခိုးပုံစံမျိုးလေးကိုမှတော်တော်ကျင်းနေဒီအပေါ်လည်းတော်တော်ကျင်းနေပေါ့နော် Second place. ဒုတိယတစ်ခုကတော့သူကဒါဘန်းဆိုပဲအကလေးတွားကြည့်မှာသူရေးထားတာလေအဲ့10သိန်းကို10သိန်းဆိုပြီးတော့သူစပုံဝင်10သိန်းကိုအိမ်လာကလည်း10သိန်းဆိုလားမသိအဲ့လိုပုံစံမျိုးရေးထားပါတော့ပုံမှန်အဲ့လိုမျိုးစားမရှိဘူးပြီးတော့ဒီလိုနေရာမျိုးမှာဒီလိုမျိုးအင်ဂျီယိုမှာဈေးနှုန်းအလောက်ဆိုပုံမှန်ဆိုမရှိဘူးပေါ့နော်ဒါမှလည်းတစ်ချက်တွားကြည့်မယ်ဆိုပြီးတော့ဒါကိုအဲ့ဘူတုံဆန်နဲ့တစ်ချက်ဆက်သွယ်ထားရပေါ့နော်ဒုတိယတစ်ခုသွားကြည့်မဲ့နေရာကကြာသူကနားလေးမှာအဲ့လိုတေဝွန်နားလေးမှာပေါ့နော်ရထားနဲ့သွားရတယ်သွားရတာတော့နန်သွားကြည့်မယ်ဆိုပြီးတော့ရှောက်လာပြီးသူတို့အဲ့ဘူလုံးဆန်ကိုဆက်ကြည့်လိုက်တော့ဒီနေ့ချိန်ထားတဲ့ဥစ္စာမိနေပုံစံမျိုးပြောရပေါ့နော်ပြောပြီးတော့သူတို့လာနေပြီလို့ပြောတယ်အချိန်ကျတော့စောင့်ကြည့်မယ်ပေါ့သူတို့ခဏမိနစ်20လောက်စောင့်ပေးပါဆိုလို့အခုမြင်နေရတာကတော့ church ပေါ့နော်အဲ့ church ကဆရာတင်တဲ့ထဲမှာတော့ပါတယ်အာခိတင်တော့ဒီကောင်ကကြတော့သူက bench လို့ခေါ်ပေါ့နော်ကိုရီးယားမှာဆိုမစီဒီကိုဥစားသူတို့ကုမ္ပဏီပေါ့နော်ရှိတယ်တော်လည်းလမ်းဘေးပြီးတော့လမ်းဘေးမှာပဲလမ်းဘေးမှာထိုင်ဆောင်မလို့နောက်ထပ်နေ့လောက်ထပ်နောက်ကြမယ်ဆိုလို့ coffee ဆိုင်ထဲဝင်ပြီးထိုင်စားရင်းနဲ့စောင့်နေမိနစ်20လောက်နေဘုံစံဘက်ကထပ်ပြီးတော့ဖုန်းပြန်ဆက်လိုက်ပေါ့နော်ဒီနေရာကကုန်သွားပြီပေါ့ပြီးတော့နောက်တနေရာရှိရပုံစံတူရှိရအဲ့ဒါပြပေးမယ်ဆိုပြီးတော့ဒီဘုံစံကကြတော့အခုရှိတယ်ပြောလိုက်မရှိဘူးပြောလိုက်လာနေပြောလိုက်ဆိုတော့သူတို့ကမယိုးသားဘူးပေါ့နော်ကိုပတ်စံပေးပြီးနေရမယ့်နေရာဖြစ်တဲ့အတွက်ကြောင့်မလို့မယိုးသားတဲ့နေရာဆိုရင်တန်နိုင်ဆုံးအများဆုံးရှောင်တာအဆင်ပြေပါတယ် Third place. အဲ့ဒါနဲ့တခြားအိမ်တွေကိုလှုပ်လှုပ်နေနေလေးဝင်ရှာတယ်ပေါ့နော် The fourth one. စတုထမြောက်နေနေကတော့ကျွန်မခုနေနေတဲ့အိမ်လေးကိုပြပေးမှာပေါ့နော်ဒါတော့3လွာမှာပါနေတဲ့နေရာတော့လေပြီးတော့ villa type ကိုမှအခန်းက2ခန်းကိုမှအခန်း1ခန်းပါတယ်ပြီးတော့ဟိုကအိမ်ပြောင်းမလုပ်နေတဲ့အတွက်ကြောင့်မလို့ခန်းတော့နည်းနည်းပွားနေပါတယ် sorry ပါသူကအပြင်ကိုကြည့်လိုက်မယ်ဆိုရင်အပြင်မှာတော့ဟိုချမ်ရှိအိတ်တာဝါကြီးကိုတော့မြင်ရပါတော့ဒါကကြတော့အဝိရှော်တဲ့အခန်းပြီးတော့ဒါအေကန်ပေါ့နော်ပြီးတော့ဒီဘက်ကမြူးဖို့ကြောင်း
ဒီရေခဲတက်တက်လေးကတော့အနီအောင်လေးကြိုက်လို့ကိုယ့်ကိုဝယ်တာအော်ဒါကတော့ဝယ်လဲကန်းပေါ့နော် The last one. ဘေးမှာရေတကောင်လေးရှိတယ်သူတို့တောင်တက်တဲ့နေရာလေးလည်းရှိတယ်အော်ဒါတော့ခန်းထဲတော့ရောက်သွားပြီးတော့ကြတော့ဒီအခါတော့နည်းနည်းကျင်းနေဆိုပေမဲ့ဗလင်းပေါက်ကြီးနဲ့အပြင်ကိုလည်းမြင်ရတယ်ပြီးတော့အပြင်ကကြတော့သူကဟိုနှစ်ထပ်ထပ်ခိုးပုံစံမျိုးလေးနဲ့ပေါ့နော်ဒါပေမဲ့သူကဟိုနည်းနည်းကျေပူကျေပြီးရဲ့ချိန်ကြတော့ရောက်နေလေနေရောက်ဆိုဘယ်လိုပြောမလဲဘူရာစတေးရှင်းနေနဲ့လည်းနေတယ်ပေါ့နော်ပြီးတော့ဒုတိယထပ်ကိုချိန်ဒုတိယထပ်ကလည်းသူ့ရဲ့ခေါင်းကတိတ်အရန်မကုန်းရပေါ့လေးဘက်ထောက်ပြီးဝင်စရာမလိုဒါမတ်တက်ရက်ပြီးနည်းနည်းသွားလို့ရတယ်ပေါ့နော်ထပ်ခိုးဆိုပေမဲ့ပြီးတော့ဗီဒီယိုတွေဗီဒီယိုတော့ဖြစ်ကောဗီဒီယိုတွေလည်းပေးထားရရှင်အဝတ်ဗီဒီယိုတွေလည်းပေးထားတယ်အဲ့တော့အဝတ်ဘာညာပစ္စည်းထည့်ဖို့လည်းတက်ထားပြီးသုံးစရာမလိုတော့ပေါ့နော်ဆင်ပြေမယ်တင်ပါတယ်ဒီနေရာလေးကတော့ခန်းလေးလည်းကြဲကြဲလေးနဲ့တွန်းလည်းတန်လေးပေါ့နော်လမ်းမကြီးပေးမှလည်းရှိရရောက်နေလေနေတယ်ဆိုတော့ဒါလေးကမီးဖိုးကြောင်လေးမီးဖိုးကြောင်ပြင်မှာအပေါက်လေးလည်းရှိသေးတယ်တခါပေါက်ဖွင့်ပြီးတော့အဟင်းချက်လို့ရအဆင်ပြေတယ်ပေါ့နော်ဒါကတော့ rooftop လေးပါပြီးတော့အင်းရှင်ဦးလေးကတော့အိမ်သုံးလေးရှင်းပြပါတော့ဘယ်ဥစ္စာဘာသုံးရလဲဆိုတာတချို့လို့ရှင်းပြအိမ်တွေလည်းရှိတယ်လို့မရှင်းပြအိမ်တွေလည်းရှိတယ်ဒီဦးလေးကတော့သူကတော့အစုံရှင်းပြဒီ wifi စကားအစားဒါကကြတော့မီးဖို့ဖွင့်နေပြတာပေါ့နော်ကိုရီးယားမှာတော့ gas မီးဖို့နဲ့ရတဲ့အိမ်တွေလည်းရှိတယ်ဒါလျှက်စစ်မီးဖို့ရတဲ့အိမ်ပေါ့နော်တော့အဲ့မှာလျှက်စစ်ကိုမှမသုံးဆိုရင်ပိတ်ထားလို့ရရပေါ့နော်ပိတ်ထားပြီးတော့တကယ်သုံးမယ်ဆိုမှအဲ့ရလေးဖွင့်ပြီးတော့သုံးရတာအဲ့ဒါပြောရချက်ပြီးတော့အငွေ့စုပ်ဆက်တွေနဲ့အဲ့အပေါ်ဥစ္စာကသူကအငွေ့ထွက်တာများတယ်ဆိုရင်အမုံတွေကျဲချရလို့ပြောတာပဲချက်ပြီးတော့အဲ့လိုမျိုးမီးငွေ့ခံဆက်ဘာညာအဲ့လိုမျိုးလည်းအကုန်တက်ထားတာဆိုတော့လေသူကမီးထင်းရေးဆိုရင်အဲ့လိုမျိုးဘယ်လိုပြောမလဲစန်ဆာပေါ့နော်ဒါကကြတော့ကိုရီးယားနိုင်ငံအရန်အေးတော့သူတို့ဘွိုင်လာ3နည်းပေါ့နော်ပုံမှန်ကအပြင်ထွက်ပြီဆိုရင်တော့ဝယ်ချူးဆိုရင်အဲ့ဥစ္စာကိုနှိပ်ထားတာများတယ်ဒါတော့အဲ့မီးဥစ္စာအကြောင်းပြောပြလက်စင်ဘလူးသုံးပါညာဆိုတဲ့ဥစ္စာပေါ့ပြီးတော့အကယ်၍မီးပိတ်သွားပါညာဆိုအဲ့ဥစ္စာကိုစစ်ပေါ့နော်အဲ့ဒါတစ်ချက်ပြောပြပေးနေတာပြီးတော့အောက်ဖက်မှာじゃဒီမှာအဲ့အမိုက်တွေကိုဆိုရင်သူကနေသူပြရပါတော့အမ plastic တက်ပြကန်ဆိုရင်တက်ပြပုံမှန်အမိုက်ဆိုရင်တက်ပြလို့ပုံစံမျိုးပေါ့နော်နောက်ပြီးတော့အဲ့နမှာဟိုကလည်းရှိသေးတယ်စားကြံနေပြတဲ့ဥစ္စာပေါ့နော်တော့ပတ်စံပေးပြီးပြရတာအဲ့ဥစ္စာမှာနှိပ်ပြီးတော့စားကြံပြတဲ့ဥစ္စာကတက်ဒါကမြောက်ထဲမှာကားပါကင်ထိုးတဲ့ဆက်ပေါ့နော်